Hey guys, IGCSE exam နီးလာပြီဆိုတော့စိတ်လှုပ်ရှားပြီးဖိအားတွေများနေကြပြီလားအမကတော့ CTCI ရဲ့အကြောင်းသူဟောင်းဖြစ်ပြီးတော့ IGCSE ပြင်ဆင်ခဲ့တော့မှအဆင်ပြေခဲ့တဲ့ experience လေးတွေနဲ့ tips အချို့ကို sharing လုပ်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ကိုနဲ့ကိုက်ညီမဲ့ study time ကိုရှာပါအမတုံးကဆိုသူများတွေမနက်စာချက်တိုင်းလိုက်ချက်တာလုံးဝအဆင်မပြေခဲ့ဘူးနောက်မှမနက်ပိုင်းထဲညဘက်မှာစလို့ရတာပိုကောင်းရှင်းတာကိုသိလိုက်ရတယ်။အဲ့ဒါကြောင့်သူများတွေအတိုင်းလိုက်လို့တာတဲ့ကိုအဖေးချင်းပို focus နိုင်လေဆိုတာကိုရှာကြည့်ဖို့အကြံပေးချင်ပါတယ်။ဒုတိယအချက်ကတော့စာချက်နည်းမဟုတ်ရင်နီးလန်းပြောင်းတာပါ။စာချက်နေပေမဲ့ကိုချက်တလောက်အမှတ်တွေမကောင်းနေဘူးဆိုရင်စာချက်နည်းပြောင်းဖို့လိုအပ်နေပါပြီ။တကယ်ချင်းနေအဆင်ပြေတဲ့စာချက်နည်းကကိုအတွက်အဆင်ပြေရင်ချိန်မိတ်မလုပ်ဘဲနဲ့နီးလန်းပြောင်းကြည့်ပါ။တတိယအချက်ကတော့အပြောင်းလဲလှုပ်ရှားလေးလာတာပါ။ချက်စာတွေလုံးနေရင်ခေါင်းထဲမဝင်တော့ရင်အတင်းဆက်မလုပ်ဘဲနဲ့ကြွက်စာလေးတွေပြောင်းလုပ်ကြည့်ပါ။ဒါဆိုရင်အုံနောက်ကလည်းနားပြီးသားဖြစ်တယ်လို့စာလုံးရတာလည်းပိုထိရောက်သွားပါတယ်စတုထအချက်ကတော့အိတ်ချိန်နဲ့စားချိန်ကိုဂရုစိုက်ပါခဏခဏအေးရေးပြက်ခံပြီးစားလုံးရင်ဆောင်းမွေးနေကြရင်ခေါင်းမကြည့်နိုင်တော့ပါဘူးအာဟာရရှိတာတွေစားအိတ်ချိန်ပြပြဝဝယူပြီးမှအုံနောက်ကဆောင်းမွေးမှာအပြည့်အဝအလုပ်လုပ်နိုင်မှာပါဒီစမအချက်ကတော့ group study ပါတယောက်တည်းစာကြည့်ရတဲ့တငယ်ချင်းတွေနဲ့မရတာအတူတူမေဥစ္စာတွေအတူတူဖြေရှင်းတာကပုံမှန်မိတယ်လို့တငယ်ချင်းတွေနဲ့လည်းရင်းနှီးသွားပါတယ်မတို့ CTCI မှာ exam နီးလာရင်တိတက်ခိုက်ချိန်တွေပါထည့်ပေးတာမလို့စိတ်ပူစရာမလိုပဲနဲ့တကယ်စာလုပ်တာလည်းထိရောက်ခဲ့ပါတယ်နောက်ဆုံးအနေနဲ့ past paper တွေအများကြီးလေ့ကျင့်တာပါexam format ကိုကျွမ်းကျင်မှုအတွက် past paper လေ့ကျင့်တဲ့နည်းထက်ကောင်းတဲ့နည်းလည်းမရှိပါဘူးအမားတို့ CTCI မှာတော့ဆိုရင် past paper တွေအများကြီးလေ့ကျင့်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆောင်းမွေးဖြေတဲ့အခါမှာအများကြီးယုံကြည်မှုရှိသွားစေပါတယ်ကဲဒါဆိုရင် tips လေးတွေကိုအသုံးပြုပြီးတော့လာမယ့်အောက်တိုဘာနိုဝင်ဘာ exam မှာအားလုံးအမှတ်ကောင်းကောင်းနဲ့အောင်မြင်စွာဖြေဆိုနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော် CTCI ရဲ့ IGCSE အတန်းတွေကိုဆက်သွယ်စုံစမ်းခြင်းနဲ့ဆိုရင်တော့ဖုန်းနံပါတ်399954005999ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်နော်